Yeah အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ MMA Hacker ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးပါတော့Manhunt ဆော်တော့မှာဖြစ်ပါတယ်မကြီး KKM Creator နဲ့ DKN ကကျွန်တော် live ဖမ်းမှာကျွန်တော် speed runner ဟိုကောင်က Manhunt Hunter ဘောနော် Okay စလိုက်ကြရအောင် Okay မင်းတို့ကနေ live ကိုအစစ်တစ်ပြလား ငါမရိုက်နေတော့ ငါ noob ဆိုတော့တည့်ရမလားဟာရှောင်းမသိကြတယ်အထင်ကောင်းနေ what the fuck ကျွန်တော်ပြေးနေရပြီခင်ဗျာကျွန်တော်ပြေးနေရပြီခင်ဗျာโอเคကောင်းနေရိုက်လိုက်နဲ့တက်တင်ရှင်နေလေကျွန်တော်တကွက်ပြပြီးပြန်လာတယ် KKM Creator ကျွန်တော်မီမိုတို10နှစ်လောက်ကြိုးစားလိုက်ဆိုပြီးတော့ကျွန်တော်ထိုင်ပြီးဆဲလိုက်တယ်ခင်ဗျာကျွန်တော်ဆဲတဲ့အတွက်ကြောင့်အားလုံးတောင်းပါပါလေဒါပေမဲ့ကျွန်တော်ဘက်ကကတော့မထွက်မိပါဘူးကျွန်တော်ပတ်ပြေးတယ်ခင်ဗျာအစားကုန်တော့မယ်ခင်ဗျာဆက်ကုန်သွားပြီခင်ဗျာ ငါတစ်ချက်မှမရိုက်ရဘူး စားကုန်သွားပြီခင်ဗျာကျွန်တော်တော့ဝိုင်းကြီးပတ်တူကစားနေတယ်ခင်ဗျာခုချိန်မှာတော့ sorry ကွာ ခုချိန်မှာဆိုရင်တော့ကျွန်တော်အသက်ကုန်တော့မှာပဲဖြစ်ပါတယ်wait တက်ကုန်ဝိုင်းစားကုန်ဝိုင်းကျွန်တော်တေးတော့မယ် hi motherfucker 哎呀，没人了，这样俺跟我一起。 hi motherfucker အဲ့ဒါလည်းငါနောက်ကရိုက်လေ hi motherfucker တေးပြီကျွန်တော်တေးပြီပြေးငါတေးပြီငါတေးပြီ ငါဆက်ကုန် the 耶 hell 耶， ငါတေးပြီသူတို့နိုင်သွားပြီပါတယ်ဟုတ်ဒီနေ့ဗီဒီယိုတော့လောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ် like follow လုပ်ကြပါ